လူတယောက်ကိုမေ့နိုင်ဖို့ချိန်ဘလောက်ထိလိုအပ်မလဲပင်ပန်းလို့တဲ့နေ့တွေကိုငါတယောက်တည်းအန်တူလို့တန်ရောစင်ဖြတ်နိုင်ဖို့ချိန်ဘလောက်ထိပေးရမလဲကိုတယောက်တည်းပြိုင်ပြီးတယောက်တည်းငိုပြီးပြန်ရတယ်ဟိုးမင်းဘက်ကလည်းပြနှုတ်ဆက်ခါထွက်သွားဟိုထားခဲ့ဖို့မင်းစိတ်မှာဟိုကလေးကတွေးထားတာလားနောက်ကျော်ဘက်ကထားချက်ကိုမြင်ပါတယ်မင်းမသိလို့သာငြိမ်နေလိုက်ပါတယ်ငါတလန့်တိုးရဲ့နင်ကပဲနောက်ဆုံးလို့သွားမင်းနာမနေချင်လို့